အားလုံးပဲမင်္ဂလာပါမင်းနဲ့ teacher page က teacher ပါteacher ဒီကနေ့မှာတော့မြန်မာနိုင်ငံကနေဂျပန်ကိုသွားလုပ်တဲ့လူတွေအလုပ်ခွင်နဲ့ဝင်တဲ့လူတွေတော်တော်များများပေါ့နော်တော်တော်များများဆိုတော့အားလုံးနီးပါးဖြစ်တဲ့ကိစ္စလေးတစ်ခုအဲ့ဒါပါလဲဆိုလို့ရှိရင်ဒီအလုပ်ခွင်နဲ့ကိုဝင်တဲ့အချိန် junior ဘဝတွေမှာပေါ့နော်အဲ့လိုမျိုးအချိန်မျိုးတွေမှာကျတို့ဖြစ်လိဖြစ်ထားရှိတဲ့ကိစ္စတစ်ခုကsenior လုပ်ရင်ကြတော့မှန်တယ် junior လုပ်ရင်ကြတော့မှားတယ်ပေါ့နော်ဂျပန်နေလုပ်ရင်ကြတော့မှန်တယ်ကိုလုပ်ရင်ကြတော့မှားတယ်ပေါ့နော် leader တွေတင်ပေးတဲ့လူတွေအနေနဲ့ကလည်းငါပြောသလိုလုံးငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်ဆိုတော့သူတို့တွေမှားခဲ့လို့ရှိရင်အဆူမခံရဘူးဒါပေမဲ့ကိုမှားတဲ့အခါကြလို့ရှိရင်အဆူအပြောခံရတယ်ဘာဖြစ်လို့လဲမသိဘူးဆိုတဲ့ဟာမျိုးလေးတွေခဏခဏဖြစ်တတ်ကြတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာဂျာကဘာဖြစ်လို့senior လုပ်ရင်မှန်ပြီးတော့ကြတော့ junior လုပ်ရင်မှားရတယ်လေဆိုတဲ့အကြောင်းပြချက်ကလေးကိုဂျာဒီနေ့ပြပြပေးသွားမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအကြောင်းပြချက်လေးကိုအရင်ဆုံးမပြောခင်မှာကျတို့ဂျပန်ကိုသွားပြီးတော့အလုပ်လုပ်မယ်ပေါ့နော်မလုပ်ခင်ဒီဘက်မြန်မာဘက်မှာပဲဖြစ်ဖြစ်ကျတို့ဂျပန်မှာသွားပြီးအလုပ်လုပ်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်ဂျပန်လူမျိုးတွေကအလုပ်လုပ်တဲ့နေရာမှာအရန်တော်ကြတယ်ဆိုတဲ့ဟာကိုတော့အားလုံးကြားဘူးတယ်နော်ဂျပန်လူမျိုးတွေကအလုပ်လုပ်တဲ့ခါမှာအရန်တော်ကြတယ်အရန်ကိုမှတီးကြတယ်စေးဆက်တယ်ပြီးလို့ရှိရင်မှန်ကန်တယ်ပေါ့နော်ပြီးလို့ရှိရင်အမြဲတမ်းရလက်ကောင်းတွေထွက်တယ်နီးပညာတွေလည်းအရန်တိုးတက်တယ်ဒါတွေကကျတို့ဒီဘက်မှာပဲရှိနေတဲ့လူတွေပဲဖြစ်ဖြစ်ဟိုဘက်ရောက်သွားတဲ့လူတွေပဲဖြစ်ဖြစ်ဒါကအားလုံးလက်ခံထားကြတယ်အားလုံးနားလည်ထားကြတဲ့အရာတစ်ခုပေါ့နော်ဒါပေမဲ့ဂျပန်နေအားလုံးကအရန်တော်လို့လားဒီလိုမျိုးရလက်ကောင်းတွေထွက်တာပေါ့နော်ဂျပန်နေအားလုံးကအရန်တော်နေလို့လားဆိုလို့ရှိရင်တော့မဟုတ်ပါဘူးဒါကဒီတိုင်းရဲ့အမြင်ပေါ့နော်အရန်တော်နေလို့မဟုတ်ဘဲနဲ့အရန်တော်တဲ့လူတွေရဲ့ညွှန်ကြားချက်တွေကိုအတိအကျလိုက်နာပြီးတော့လုံနိုင်လို့ဒီတာအနေနဲ့တော့မြင်ပါတယ်ဒါကြောင့်မို့လို့ချမှတ်ထားတဲ့စီမင်းစည်းကမ်းအတိုင်းညွှန်ကြားချက်အတိုင်းကိုအတိအကျလိုက်နာပြီးတော့ကြတော့ကြိုးကြိုးစားစားလုပ်ကင်ပြီးတော့ကြတော့ရလက်ကောင်းတွေထွက်လာကြတယ်ပေါ့နော်အဲ့ဒီအတိုင်းပဲသူတို့ကဆက်ဆက်ပြီးတော့လုပ်သွားကြတယ်ဆက်ပြီးတော့လည်းတင်ပေးသွားကြတယ်ပေါ့နော်တိကျအနေနဲ့ကကိုလူမျိုးမို့လို့ပြောတာတော့မဟုတ်ဘူးကြအနေနဲ့ကတော့ဂျပန်နေထက်စားလို့ရှိရင်မြန်မာတွေကပို့ပြီးတော့တော်ကြတယ်လို့မြင်မိရပေါ့နော်ပို့ပြီးတော့လည်းတော်တယ်ပို့ပြီးတော့လည်းညံကောင်းတယ်ပြီးလို့ရှိရင်တင်ယူတဲ့နေရာမှာလည်းပုံညံတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဖြတ်ထိုးညံလည်းအရန်ကောင်းတယ်တော်တယ်တို့တင်ယူတဲ့နေရာမှာမြန်တယ်တို့ဖြတ်ထိုးညံကောင်းတာတွေကတော့အရန်ကောင်းတယ်ဆိုပေမဲ့လို့တစ်ခါတလေကြားလို့ရှိရင်ဖြတ်ထိုးညံကိုသုံးပြီးတော့ကြတော့ကျတို့အလုပ်တစ်ခုမှာstep by step မလုပ်ဖ ೇನೆ ဥမာအလုပ်ကအဆင့်1 2 3 4 5ရှိတယ်ဆိုလို့ရှိရင် step by step မလုပ်ဖ ೇನೆ 1ကနေ9ကိုကျော်လုပ်တာမျိုးတွေဒီလိုမျိုးလုပ်လိုက်ရင်မရဘူးလားဆိုတဲ့ဟာမျိုးတွေဖြစ်တတ်ကြတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အဆင့်ကျော်ပြီးတော့လုပ်ချင်ကြရတယ်စီနီယာက1 2 3 4 5တင်လို့စီနီယာက1ကနေ9ကိုကျော်လုပ်တယ်ဆိုလို့ရှိရင်ငါတို့ကအဲ့လိုမျိုးလုပ်လို့မရဘူးလားဒါမှမဟုတ်လို့ရှိရင်1ကနေ9ကိုကျော်လုပ်လိုက်ရောမြန်ဆန်ဆန်မပြီးဘူးလားမြန်ဆန်ဆန်နဲ့လွယ်လွယ်ကူကူပြီးမသွားဘူးလားလို့ထင်ကြပြီးတော့ကြတော့အဆင့်တွေကျော်ပြီးလုပ်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးအဆင့်တွေကျော်လုပ်လိုက်တဲ့အခါကျလို့ရှိရင်တကယ်နောက်ဆုံးမှထွက်လာတဲ့ရလက်ကမတူပါဘူးတိတ်ခိတိုးလုပ်လိုက်တယ်လို့မျိုးပေါ့နော်တင့်တော်တယ်လို့ဖြစ်တယ်လို့လုပ်လိုက်တယ်လို့မျိုးဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ဆုံးထွက်တဲ့ရလက်ကမတူဘူးစီနီယာကလည်းဒီအတိုင်းပဲလုပ်တယ်ဂျူနီယာကလည်းဒီအတိုင်းပဲလုပ်တယ်ဆိုလို့ရှိရင်တော့မှပဲရလက်ကတူဖို့အရန်နည်းပါတယ်ဒါကြောင့်ကိုကလုပ်ငန်းပိုင်းမကျွမ်းကျင်သေးတဲ့အခါမျိုးမှာဆိုလို့ရှိရင် step by step ကိုပေါ့နော်အဆင့်တွေကျော်လုပ်ဖို့မတွေးပါနဲ့ဘာဖြစ်လို့လဲဆိုတော့ကြတော့လုပ်ငန်းအဆင့်တိုင်းမှာကသူ့အဓိပ္ပာယ်နဲ့သူရှိတယ်ပြီးလို့ရှိရင်သူ့ရဲ့နောက်ဆက်တွဲအကျိုးဆက်တွေလည်းရှိတယ်ပေါ့နော်ကိုကအဲ့ဒီသူ့ရဲ့အဓိပ္ပာယ်တွေနောက်ဆက်တွဲအကျိုးဆက်တွေကိုနားမလည်ပဲနဲ့လုပ်လိုက်တဲ့အခါကြလို့ရှိရင်မလိုလားအပ်တဲ့မမျှော်လင့်ထားတဲ့ accident တွေမလိုလားအပ်တဲ့မမျှော်လင့်တဲ့ပြဿနာမျိုးတွေရှိလာနိုင်ပါတယ်အဲ့ဒီ step by step မှာပါတဲ့ဒီလုပ်ငန်းစဉ်တွေကိုဘလောက်နားလေတယ်နားမလဲဘူးနားလေထားတယ်နားမလဲထားဘူးဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ senior လုံးရင်မှန်တယ် junior လုံးရင်မှားတယ်ဆိုတာမျိုးတွေဖြစ်လာတာဖြစ်ပါတယ် step by step မလုပ်ဖ ೇನೆ အဆင့်ကျော်ပြီးလုပ်လိုက်လို့နောက်ဆုံးထွက်တဲ့ရလဒ်ကအတူတူပဲမမှားဘူးဆိုရင်တောင်မှပဲကိုကဒီဖြစ်လာနိုင်တဲ့နောက်ဆက်တွဲတွေကိုမတိပဲနဲ့လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဆူခံရမှာဖြစ်ပါတယ်ဥပမာအလုပ်တစ်ခုမှာဆိုလို့ရှိရင်ဒီအဆင့်က1ကနေ10ရှိရပေါ့နော်1ကနေ10ရှိရဲ့ဟာကို senior တယောက်ကဥမာ1ကနေ9 9ကနေ8 8ကနေ10ပေါ့နော်ကြော်ပြီးလုပ်လိုက်တယ်ကြော်ပြီးလုပ်လိုက်ပေမဲ့လို့ဂျားထဲမှာရှိတဲ့ step by step တွေရဲ့အဓိပ္ပာယ်တွေကိုအားလုံးနားလည်ပြီးတော့ကြတော့ဖြစ်လာနိုင်တဲ့ပြဿနာတွေကိုချိန်ဆပြီးတော့ကြိုတင်ရှောင်ရှားပြီးမှလုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ senior အနေနဲ့အဆင့်ကျော်ပြီးလုပ်လို့ရှိရင်မှန်ပါတယ်အကယ်၍များတစ်ခုခုဒီ accident တစ်ခုခုဖြစ်ခဲ့ရင်တောင်မှပဲ senior တယောက်အနေနဲ့ကဒီ
ဒီအခြေအနေတစ်ခုကိုပေါ့နော်ပြန်လည်ပြီး maintain လုပ်နိုင်တဲ့ပြန်လည်ထိန်းသိမ်းနိုင်တဲ့ဒီအရေးအချင်းရဲ့ဒီ experience ပေါ့နော်အတွေ့အကြုံတွေကရှိထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်လည်ပြီးတော့ maintain လုပ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ junior ကအဲ့လိုမျိုးပေါ့နော်1ကနေ10ရှိရဆိုရင်ဟိုမှာ1ကနေ9 9ကနေ10 10ကနေ10ဆိုပြီးတော့အဆင့်တွေကျော်လုပ်တယ်ပေါ့နော်အဲ့လိုမျိုးကျော်လုပ်တဲ့အခါမျိုးမှာဂျားထဲမှာရှိတဲ့ဒီ step by step တွေရဲ့ဒီအသေးပဲကိုလည်းနားမလည်ဘူးပြီးလို့ရှိရင်အဲ့ဒီအဆင့်တွေကိုကျော်လိုက်တဲ့အခါမျိုးမှာဖြစ်လာနိုင်တဲ့ဒီအကျိုးဆက်တွေအန္တရာယ်တွေဒီ accident တွေကိုကိုကကြိုတင်တွက်ဆနိုင်စွမ်းမရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ junior တယောက်ကဒီလိုမျိုးအဆင့်တွေကျော်လုပ်ခဲ့မယ်ဆိုလို့ရှိရင်မှားပါတယ်နောက်တစ်ခုကကျတော့တစ်ခုခုများဖြစ်ခဲ့တယ်တစ်ခုခု accident တစ်ခုခုများဖြစ်ခဲ့တယ်ပြဿနာတစ်ခုခုများဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့မှပဲသူ့အနေနဲ့ဒီအခြေအနေကိုပြန်လဲထိန်းသိမ်းနိုင်တဲ့အရေးအချင်းနဲ့အတွေ့အကြုံမရှိသေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ junior လုပ်ရင်လုံးဝမှားပါတယ်မလုပ်သင့်ပါဘူးကိုယ့်အတွက်လည်းအန္တရာယ်ရှိသလိုဒီတစ်ဖက်ကအလုပ်အတွက်လည်းဒီဆုံးရှုံးမှုတွေအန္တရာယ်တွေဖြစ်နိုင်ပါတယ်နောက်တစ်ခုကကြတော့ဟိုမှာ senior တယောက်အနေနဲ့အဲ့ဒီလိုမျိုးအဆင့်ကျော်ပြီးတော့လုံးလိုက်လို့တကယ်တမ်းပြဿနာကြီးကြီးမားမားတစ်ခုဖြစ်သွားတယ်ဆိုလို့ရှိရင်တော့မှပဲဒီ senior အနေနဲ့ကဒီ step by step တွေကိုအကုန်လုံးနားလည်ပြီးတော့မှရှောင်ရှားပြီးတော့မှလောက်တာတောင်မှပဲမှားသွားတယ်ဆိုလို့ရှိရင်ပေါ့နော်ဒါကမသိလို့မှားတဲ့အမှားမဟုတ်ခင်နဲ့တာမန်မတော်တဆဖြစ်တဲ့အမှားဆိုပြီးတော့ကြတော့ senior ကြလို့ရှိရင်အဲ့လောက်ကြီးပြဿနာမကြီးဘူးပေါ့နော်အဲ့လောက်ကြီးပြဿနာရှာတာမျိုးမရှိပေမဲ့လို့ junior တယောက်အနေနဲ့ဒီအမားကိုမှားမယ်ဆိုလို့ရှိရင်တော့ကိုကဖြစ်နိုင်ခြေတွေကိုဘာမှထဲမတွက်ဖဲနဲ့လက်လွတ်စပယ်လှုပ်လိုက်တယ်တာဝန်ယူမှုတာဝန်ခံမှုမရှိဘဲလှုပ်လိုက်တယ်လို့မျိုးဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြဿနာအကြီးဖြစ်သွားနိုင်ပါတယ်လုပ်ငန်းကျွမ်းကျင်ပါပြီလို့ယူဆလို့ရတဲ့အချိန်အထိကို step by step ကြော်ပြီးတော့မလုပ်ပါနဲ့အဲ့လိုမျိုးညွှန်ကြားတဲ့အတိုင်းအတိအကျကိုကလုံလာနိုင်တဲ့အစာအပိုင်းကလေးကအတိအကျလုံနိုင်နေဆိုလို့ရှိရင်နောက်ပိုင်းမှာကိုယ့်ရဲ့ senior တွေလိုမျိုးကိုယ့်ရဲ့ senior ထက်တောင်ပို့ပြီးတော့တော်တဲ့ senior တွေဖြစ်လာမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီ junior ဘဝမှာဆိုလို့ရှိရင်ကိုကအတက်နိုင်ဆုံးအဆင့်တွေကိုကြော်ပြီးတော့မလုပ်ဖို့အကြံပေးပါရစေဟုတ်ကဲ့ကျေးဇူးတင်ပါတယ် minute teacher page ကဒီတာပါ